ကဲဘုရားမြတ်စွာကအဘိဓမ္မာတရားကိုဟောတဲ့အခါမှာတရားဘယ်နှမျိုးထည့်သွင်းဟောတယ်လဲသို့မဟုတ်အဘိဓမ္မာမှာဟောတဲ့ဓမ္မဘယ်နှမျိုးရှိတယ်လဲလို့အကျဉ်းအားဖြင့်ပြောမယ်ဆိုရင်ပညာနဲ့ပရမတ်လို့ဒီလိုပြောအောင်မှန်ပါပါဗျာပညာဆိုတဲ့စကားလုံးကပါဠိပညတ္တိဆိုတဲ့စကားလုံးကလာတယ်ပရမတ်ဆိုတာပရမတ္ထဆိုတဲ့ပါဠိစကားလုံးကလာတယ်မြန်မာလိုမပြန်မဲနဲ့ပညတ္တိကိုပညာလို့ဗမာတွေကခေါ်လိုက်တယ်ပရမတ္ထကိုလည်းပရမတ်လို့ခေါ်လိုက်တယ်မှန်ပါပါဗျာပါဠိစကားကိုပဲမြန်မာဝါဟာရအဖြစ်အသုံးပြုလိုက်တာလို့ဒီလိုပြောတာနော်မှန်ပါပါဗျာအဲ့တော့အဘိဓမ္မာ9ကျမ်းမှာဟောတဲ့တရားဘာတွေဟောတာတော့အချင်းချင်းပြောစမ်းပါဆိုရင်ပညာနဲ့ပရမတ်ကိုအဘိဓမ္မာမှာဟောတယ်လို့ဒီလိုမှတ်ရမယ်နော်မှန်ပါပါဗျာအဘိဓမ္မထလို့ခေါ်တဲ့အဘိဓမ္မာ9ကျမ်းမှာဟောထားတဲ့အဓိကတရားဟာ2မျိုးပဲတဲ့ဘာလဲလို့ဆိုရင်ပညာနဲ့ပရမတ်မှန်ပါပါအဲ့တော့ပညာဆိုတာအကြောင်းကိုပြောကြရအောင်သမုဒိသစ္စာလို့သတ်မှတ်ရတဲ့ပညာအဲ့ဒီပညာဟာအခြေခံအားဖြင့်2မျိုးရှိတယ်တတ္ထပညာအဋ္ဌပညာလို့အခြေခံအားဖြင့်2မျိုးအရင်မှတ်ရတတ္ထပညာဆိုတာလူတွေပြောတဲ့စကားအတန်တွေကိုသင်္ကေတလုပ်ထားတာတတ္ထပညာလို့ခေါ်တယ်အတန်တွေကိုစလုံးနဲ့မှတ်တမ်းတင်တယ်ပေါ့အတန်ဆိုတာမြင်ရရဲ့လားမြင်ရပါဗျာမမြင်ရဘူးသို့တော့စလုံးနဲ့မှတ်တမ်းတင်လိုက်လို့ရှိရင်ဒီအတန်မျိုးထပ်မရနိုင်ဘူးလားရနိုင်ပါဗျာရနိုင်တယ်မြန်မာလူမျိုးတွေကကာကြီးခါဝေးနဲ့ပြီး33လုံးအတန်လေးဖလှယ်ပြီးတော့မှတ်တမ်းတင်ထားကြတာဟုတ်ကဲ့လားမှန်ပါဗျာအဲ့ဒီစကားလုံးအတန်ကိုဘယ်သူရွတ်ရွတ်ဒီအတန်ပဲထွက်တယ်အတန်ကိုမှတ်တမ်းတင်ထားတယ်လို့ခေါ်ရတယ်အဲ့ဒါတွေကတတ္ထပညာလို့ခေါ်တယ်စကားလုံးတွေဝေါဟာရတွေအင်္ဂလိပ်လူမျိုးတွေအတွက်အင်္ဂလိပ်ဝေါဟာရတွေအင်္ဂလိပ်စကားလုံးတွေကဒါပညာပဲဒါတွေကအမှန်တရားတွေမဟုတ်ဘူးเนาะမှန်ပါပါဗျာအမတ်သင်္ကေတပြုတ်ပြီးတော့ရေးထားတာစလုံးလေးတွေကိုဒါကြောင့်မို့လို့ပုံစံအမျိုးမျိုးနဲ့ရေးတယ်လေမှန်ပါပါဗျာဗမာတွေရေးတဲ့ကနဲ့အင်္ဂလိပ်တွေရေးတဲ့ကတူရလားမတူပါဘူးဗျာဟုတ်ကဲ့လားဗမာရေးတာတစ်မျိုးအင်္ဂလိပ်ရေးတာတစ်မျိုးသို့တော့ဖတ်လိုက်ပြီဆိုရင်တော့အတန်တူမထွက်ဘူးလားထွက်ပါထွက်တယ်ဥပမာကိုဆိုတဲ့စကားလုံးကိုကြည့်ပေါ့မြန်မာလိုရေးလို့ရှိရင်ကာကြီးတစ်ချောင်းငယ်လုံးကြီးတင်နဲ့ရေးမယ်အင်္ဂလိပ်လိုရေးလို့ရှိရင် KO နဲ့ရေးမယ်ဟုတ်ကဲ့လားမှန်ပါပါဗျာ KO နဲ့ရေးကာကြီးတစ်ချောင်းငယ်လုံးကြီးတင်နဲ့ရေးဖတ်တဲ့လူကကိုဆိုတဲ့အတန်ပဲထွက်မှာပဲမှန်ပါပါဗျာဒါကြောင့်မို့လို့အတန်ကိုမှတ်တမ်းတင်ထားတာတတ္ထပညာလို့ခေါ်တယ်မှန်ပါပါအဲ့ဒီတတ္ထပညာကိုဘာကြောင့်ပညာလို့ခေါ်တယ်လဲပညာတိဆိုတဲ့စကားလုံးကသိစေတယ်ဆိုတဲ့အဓိပ္ပာယ်ရသိစေတယ်သိစေတတ်သောကြောင့်ပညာလို့ခေါ်တယ်ဘာကိုသိစေတာတော့လို့ဆိုလို့ရှိရင်ဥပမာပဲခုနကပြောတဲ့ကိုဆိုတဲ့စကားလုံးတစ်ခုကိုကြည့်လိုက်လို့ရှိရင်အဲ့ဒီကိုဆိုတဲ့အမည်ရှိတဲ့ပုဂ္ဂိုလ်ကိုဒီစကားလုံးကဖော်မပြဘူးလားဖော်ပြပါတယ်ဖော်ပြတယ်စပွဲလို့ဆိုပါတော့စပွဲလို့ဆိုတဲ့အတန်ကိုကြည့်လိုက်ရင်အဲ့ဒီအတန်ကဘာကိုဖော်ပြနေတော့ဆိုတော့လူတွေအသုံးပြုနေတဲ့စာရေးစပွဲပဲဖြစ်စေထမင်းစားစပွဲပဲဖြစ်စေအဲ့ဒီစပွဲဆိုတဲ့ပုံသဏ္ဍာန်ကိုဖော်မပြဘူးလားဖော်ပြပါတယ်ဗျာအရာဝတ္ထု substance ကိုဖော်ပြနေတယ်မှန်ပါပါဗျာဒါကြောင့်မို့လို့ပညာလို့ခေါ်တာပညာပေတိတိပညာတိပညာပေတိတိအကောင်အထည်ကိုဖော်ပြပြီးတော့သိစေတတ်၏ဒါကြောင့်မို့လို့ပညာတတ္ထပညာဆိုတာအထည်ဝတ္ထုတရတ်ကိုသိစေတယ်မှန်ပါကြည့်လေလူတွေလည်းနာမည်အသီးသီးတွေမှဲ့ပြီးတော့ထားကြရ
ကိုယ်နာမည်လေးခေါ်သိတယ်နာမည်ပြောလိုက်လို့ရှိရင်သိသွားတယ်ဟောဘာလို့သိတာတော့ဆိုလူပုဂ္ဂိုလ်တရက်ကြီးတွေကိုမသိဘူးလားသိတာပါဗျာအိမ်လို့ပြောလိုက်တာနဲ့ဩလူတွေနေတဲ့အဆောက်အဦဆိုတာမြင်ရကျောင်းလို့ပြောလိုက်တာနဲ့ဘုန်းကြီးတွေနေတဲ့အဆောက်အဦပန်းလို့မြင်တာနဲ့အကြောင်းမျိုးစုံရှိပြီးတော့တစ်ပင်ကပွင့်တဲ့အရာဆိုတာမြင်ရတယ်ဟုတ်ကဲ့လားမှန်ပါဗျာဒီဝေါ်ရလေးတွေကစကလုံးလေးတွေကဆိုင်ရာဒရက်ကိုဖော်ပြနေကြတယ်တဲ့သိအောင်လုပ်ကြတယ်ဒါကြောင့်မို့လို့ပညာတိပညာလို့ခေါ်တယ်ဒါကတတ္တပညာလူတွေရဲ့အတန်ကိုမှတ်တမ်းတင်ထားတဲ့တတ္တပညာ